တာတိုးပြီးတော့ပိုးပိုင်တော့ဝယ်ရှည်ရုပ်ပေးပါပဲဖြစ်ပါတယ်အဲ့ဒါတော့ ဇောဤဘူဘူပါဝေတော့တရံပြောင်းငုံစီလုံးအိုးဝယ်တာပြီဝယ်တယ်ဒါလို့ပြီအီဒီကိုဈေးခေါ်သွားမယ်အဲ့ဒါနေအိမ်မှာကောင်းကောင်းစောင့်နေခဲ့ဒါအီဒီသွားမယ်ငါတယောက်တည်းအိမ်မှာဆောလို့ကဲလို့ရပြီကွာဘောတော်တယ်ပါရဲ့ပေါ့နော်ဘောတော်တယ်ဟဲ့ခန်းလေးကပစ္စည်းတစ်ခုခုတွားရှာယူပြီးဆွဲရမယ်ကဲဒီခန်းလေးမှာဘာပစ္စည်းတွေထွင်ထားတာများရှိလဲမှန်လားဘာပစ္စည်းမှလည်းမတွေ့ပါလားငါအကြောင်းသိလို့သူ့ပစ္စည်းတွေအကုန်တိမ်သွားတယ်ထင်တယ်ဟာဒီစပွဲပေါ်ကကလေးနဲ့မှာဆေးလုံးသုံးလုံးပါလားဟာဤကနပေါ်ပါစီလာကိုပွားစီလာကိုပြောက်စီလာတခုခုတော့ဖြစ်ရမယ်ထိုးပြီဟာပြောနေကြပါလေချက်ချင်းမဲ့လက်တွေတောက်ကြည့်လိုက်မယ်ဒါပြီတော့ကွာငါကိုကြီးကိုပြောက်တော့မှလားပွားတော့မှလားစီးစွမ်းပြပြီးတခုခုဖြစ်လိုက်စမ်းဟေးစီလုံးကိုမျိုးချလိုက်တာဘာမှလည်းမဖြစ်ပါလားဟာကဲမထူးကြရင်ထူးကြအောင်နောက်စီးတစ်လုံးထပ်တောက်ကြည့်မယ်ကွာမျိုးမချပဲဆေးလုံးကိုငုံထားကြည့်မှာဟာဘာမှလည်းမထူးကြပါလားငါညကဖတ်တဲ့ကာတွန်းစာအုပ်ထဲကလူကြောက်တုံးလူသားဖြစ်လိုက်စမ်းပါလားကွာအမလီငါကိုကြီးကတကယ်ကြောက်တုံးလူသားဖြစ်သွားပါရောလားဟာဒီကဘူကြောက်တုံးလူသားဖြစ်သွားပြီကွာဒီကြောက်တုံးကိုကြီးနဲ့ဆိုရင်ပတိကိုလည်းပြန်ဆုံးမလို့ရပြီသူ့မလည်းကြောက်စရာမလိုတော့ဘူးကောင်းလိုက်တာအေးမျိုးငါမူလာဘူပုံရောပြန်လို့ရရလားမသိဘူးကဲစမ်းကြည့်မယ်ငါဘူပုံပြန်ဖြစ်စမ်းဟေးဘူပြန်ဖြစ်သွားပြီကွာပါဇက်ကပြောတဲ့အတိုင်းဖြစ်တဲ့ဆေးလုံးကိုတိသွားပြီဟေးကြည့်ရဆေးလုံးနှလုံးတောက်မှသွမ်းနာနေပြီလေပါဇက်ထဲကငုံထားတဲ့ဆေးလုံးကမျိုးချလိုက်မယ်ကွာဆေးနှလုံးတော့ပိုင်ထဲရောက်သွားပြီဒီတခါစိတ်ယုံကြည်ဖြစ်စားဟေးစောစောကလို့ငါကိုကြီးကမပြောင်းတော့ပါလားဘလို့ဖြစ်တာလဲဟာပြလိုက်စီလုံးကိုပါစက်ထဲငုံထားပြီးပြောမှစွမ်းလာတယ်ကဲ
နောက်ဆုံးကြံတဲ့ဆေးလုံးကိုငုံထားပြီးပြောကြည့်မယ်လာစမ်းဆေးလုံးငုံထားပြီးပြောပြီမြောက်ပြစ်စမ်းကွာမြောက်ပြစ်စမ်းဟေးငါပုံကတိတ်ဆိုင်ုံလေးကတကယ်မြောက်ပြစ်သွားပြီကွာညလို့စိတ်ကြည်လို့ဆိုလို့ကစားလို့ရပြီယောဘယ်လိုခုချိန်အမီမီတဲရောက်လာရင်မလွယ်ဘူးဘဘဘအမြဲပြတ်ဖြစ်စားဟဲ့ဒီကငါကိုဘာပုံထပ်ပြောင်းရရင်ကောင်းမလဲဟာတိပါလီဟိုဒီပန်ကပုံမျိုးဖြစ်အောင်ပြောင်းကြည့်ရကဲဘောပုံကနေပန်ကပုံပြောင်းသွားတဲ့ဟေးပန်ကနှစ်ကိုပဲဖြစ်သွားပြီကွာတွေ့ရလားငါညီပန်ကရဘာစကားမှလည်းပြန်မပြောဘူးကဲကွာငါဘောပုံမဲ့ပြန်ဖြစ်တော့စမ်းဟုတ်ပြီဒီစီလုံးနဲ့ဖက်တီးတို့ကိုဖြိုးတို့ကိုပန်းတော့ရဝေးတော့နည်းနည်းရှာတော့နည်းနည်းတော်သေးကြပါမယ်ဒါ ဒီလေမိနေလိုက်ဒီတီးခွင့်ဆောင်သွားရမှာပေါ့လူကြီးရဲ့တဲ့အားကောင်းမှမလို့နောက်တော့သိပါမယ်ဒါနောက်ကတန်ကြတယ်ပဲဒီပြစီကိုအမြဲပြောင်းစမ်းဟုတ်ကဲ့တော့ဆိုင်စီလုံးကိုမျိုးစားမိလိုက်ပြီပုံမပြောင်းတော့ဘူးကဲပြီးပြီနေဘာညင်းကျင်သေးလဲရှေ့ကလုတ်ခဲ့တဲ့အဖြစ်တွေမရိုက်ကသေးဘူးနောက်တစ်ပြည့်ထပ်လုတ်တယ်ပေါ့လေဖို့ပါခဲ့မိုဘိုင်းလေးက3 ပတ်ဆက်3ရှေ့ကျုံရတဲ့မို့ ကိုယ်ပါ